ကျွန်တော်တို့ဒီနေ့ကမ္ဘာအထီးကျန်ဆုံးနေရာတစ်ခုအကြောင်းကိုအသေးစိတ်သွားကြမယ် ဟုတ်ကဲ့တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့ Easter ကျွန်းအကြောင်းပေါ့နော် ဟုတ်တယ်ဗျအဲ့ဒီကျွန်းကကုန်တွင်းပိုင်းနဲ့ဆိုကီလိုမီတာ3000ခွဲလောက်ဝေးတယ်ပပတ်လည်မှာသမုဒ္ဒရာပြည်ကြီးပဲရှိတာဧရိယာကလည်း163စတူရန်ကီလိုမီတာပဲကျယ်တယ်ကမ္ဘာမြေပေါ်မှာဆိုပေမဲ့အာကာသထက်ကဂျိုးတစ်ခုကိုရောက်သွားတယ်လို့ပဲ တကယ့်ကိုအထီးကျန်ဆန်တဲ့နေရာလေးပါအဓိကကတော့အဲ့ဒီလောက်ဝေးကွာတဲ့နေရာမှာအလွန်ကြွယ်ဝချမ်းသာတဲ့လူဖွဲ့စည်းတစ်ခုကအေရာမှာကြောက်ရွံ့ကြီးတွေကိုဘရုံမြတ်တီဆော့ခဲ့လဲဆိုတာပါပဲ ပြီးတော့အဲ့ဒီရင်ကျေးမှုကြီးဘလို့ပြိုကွဲသွားတယ်လဲဆိုတာပေါ့ ဟုတ်ပါတယ်ရှင်ဟိုတမိုင်းမှတ်တမ်းတွေအရဆိုရင် AD စနီးတော့ဝင်ချိန်လောက်မှာခေါင်းဆောင်ဟိုတူမာဂျူအာနဲ့သူ့ရဲ့အဖွဲ့ကဒီကျွန်းကိုစရောက်လာကြတယ် အဲ့ဒီချင်းကကျွန်းရဲ့အနေအထားကဘလို့ရှိလဲအခုလိုပြောင်းသလင်းခါနေတာလား အော်မဟုတ်ဘူးရှင်အဲ့တော့ဆိုတော့စခမီရာကိုနင်းငင်ထမ်းပင်ကြီးတယ်နဲ့ထိုးထက်တဲ့တစ်တော်လေးရှိတယ်တကယ်ကိုတာယာဝပြောတဲ့နေရာတစ်ခုပေါ့ စိတ်ဝင်စားစရာပဲပြီးတော့အန်တော်စရာကောင်းဆုံးကသူတို့မှာယောင်ကိုလို့ခေါ်တဲ့ကိုပိုင်အခရာစာပေရှိတာပဲပြင်းမကဘာနဲ့အဆက်အသွယ်ပြတ်နေတာကိုဘလို့လုပ်ပြီးအဲ့လိုတီထွင်နိုင်ခဲ့တာလဲဗျ အဲ့ဒါဒီလိုရှိတယ်ရှင်ဟိုတီရှားဖြစ်တည်နေမှုကလူသားတွေရဲ့ဖန်တီးနိုင်စွမ်းကိုပို့ပြီးအလွန်စော်ပေးတယ်လို့ဖြစ်သွားတာပေါ့ ။အော်ဟုတ်ပြီ။အိမ်နီးချင်းနေနဲ့ကုံတွေတာတို့စစ်တိုက်တာတို့မလိုရတော့သူတို့ရဲ့စွမ်းအင်တွေကကျွန်းတွင်ကိစ္စလေးစီပဲစုပြုံသွားတာပေါ့ မှန်ပါတယ်ရှင်အဲ့ဒီကနေမှအေယာမကြောက်ရုပ်ကြီးတွေဖြစ်တယ်မွဟိုင်းတွေတိဆောက်တဲ့ဘက်ကိုအလုံးရဲနဲ့ရောက်သွားကြတာ ။မိုအိုင်းဆိုတာဟိုမျက်နှာကြီးတွေနဲ့ရုပ်ကျူတွေမဟုတ်လား ဟုတ်တယ်ရှင်သူတို့ကတေဆုံးသွားသူတွေရဲ့အစွမ်းတက်တီကိုမာနာလို့ခေါ်ပြီးယုံကြည်ကြတယ်လေအဲ့ဒီတော့ ။အီရာကိုမျက်နှာမူပြီးစောင့်ရှောက်ဖို့လိုတာပေါ့ အဲ့ဒီလိုပေါ့ရှင်ဟိုလီလို့ခေါ်တဲ့ကြောက်စင်ဒီပေါ်မှာရုပ်တုပေါင်း1000နီးပါးကိုတိဆောက်ခဲ့ကြတယ် ။တစ်ထောင်နီးပါတော့အရွယ်စားတွေကလည်းတေးတာမဟုတ်ဘူးဗျာ ဟုတ်တယ်လေပြမ်းမြစစ်တန်လုံးရှိတယ်အလေးဆုံးဆိုရင်86တန်တောင်ရှိတာပြီးတော့မပြည့်ပြတ်တဲ့တန်150ရုပ်တုကြီးတောင်ရှိသေးတယ်ရှင် ။ဘီလည်းမရှိဘဲနဲ့ဒီလောက်လေးတဲ့အရာတွေကိုဘယ်လိုများရွှေ့ခဲ့ကြတာလဲဗျာ။မချစ်နိုင်ဘူးထင်စရာပဲ အဲ့ဒါကရှေးအောင်ပုံပင်နေတဲ့မှာလမ်းလျှောက်သွားတဲ့ရုပ်တုများလို့ဆိုထားတယ်တကယ်တော့ဒါကတကယ်အင်ဂျင်နီယာပညာရဲ့တစ်ခုပါပဲ ။လမ်းလျှောက်တယ်ဆိုတာကကျိုးတွေနဲ့ဆွဲပြီးဟိုဘက်ဒီဘက်ယင်ကတဲတာမျိုးလား ဟုတ်တယ်ရှင်ဟိုတုတေဒီတွေကလက်တွေ့စမ်းသက်ကြည့်တော့လူ18ယောက်တန်နဲ့အဲ့လိုကြိုးဆွဲပြီးရွှေ့လို့ရတယ်ဆိုတာကိုတက်တည်ဖြန့်နိုင်ထဲတယ်လေ နေပါဦးဗျာအဲ့ဒီကျိုးတွေကတစ်ပင်တွေကနေလွတ်ရတာမဟုတ်လားဒါဆိုတော်တော်ပြုံးတီးမှုနဲ့တိုက်ရိုက်ပတ်သက်နေပြီပေါ့ တိကျလိုက်တာရှင်ရုပ်တုတွေပိုများလာလေကျိုးတွေပိုလိုလေတစ်ပင်တွေပိုခုတ်ရလေဖြစ်လာတာပေါ့မျိုးနွေစုတွေကြားမှာပိုဘိုးဘဲတွေရဲ့ဂုံတစ်ခါကိုပြဖို့ပိုကြီးတဲ့ရုပ်တုတွေပြိုင်လုံးချရင်းကနေတဘာဝအရင်မြင့်တွေပြုံးတီးလာပါတော့တယ် လူကြီးဗျာတက်လာတယ်မဟုတ်လား လူကြီး15000အထိတိုးလာချိန်မှာတစ်တော်တွေကကုံတလောက်ဖြစ်သွားပြီ တစ်တာမရှိတော့လေလို့လို့မရတော့ဘူးပေါ့ မှန်ပါတယ်ရှင်လေမရှိတော့ရေနဲ့ဘိုင်းငါးဖမ်းတာတွေမလုံနိုင်တော့ဘူးပင်လယ်စာပြတ်တော့သွားတယ်ဂီဟစနစ်ပစ္စည်းလို့စိုက်ပျိုးရေးပါကျဆင်းလာတယ် တကယ်ကိုအသက်ရှူပေါက်ပိတ်လာတာပဲကိုယ်ထိုင်နေတဲ့တကိုင်းကိုကိုယ်တိုင်ပြန်ခုတ်နေတယ်လို့ပဲဗျာနောက်ဆုံးတစ်ပင်ကိုခုတ်လဲလိုက်တဲ့ချိန်မှာသူတို့ဘာတွေများတွေးနေခဲ့ကြမလဲ အဲ့ဒါစဉ်းစားစရာပဲเนาะဂုံပကာတနာနဲ့ယုံကြည်မှုလွန်ကဲတာတွေကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးမဲ့အန်ဒီကိုမက်ကွယ်ပြုတ်မိသွားတာပေါ့ အဲ့ဒီလောက်ဆိုးရွားနေတာကိုကြောက်ရွံ့ကြီးတွေကိုဆက်လုံနေကြတော့ပဲလား ဟုတ်တယ်ရှင်အထက်တန်းလွှာတွေကမောင်းမာတဲ့မျက်နှာသားတွေနဲ့ဆက်လုံနေကြတော့ပဲနောက်ဆုံးတော့ဂူထဲမှာနေရတဲ့အထိဖြစ်သွားတယ် ဟာအရင်မေးလူရက်ရာကနေအချင်းချင်းတောင်ပြန်စားကြတဲ့အခြေအနေရောက်သွားတယ်ဆိုဗိုက်ဆန်နေရတောင်ဂုံလုံးနေကြတော့ပါဗျာ အဲ့လိုဖြစ်သွားတာပါနောက်ဆုံးမှာတော့ဒေါသထွက်နေတဲ့တာမန်ပြည်သူတွေကရုပ်တုတွေကိုအကုန်ဖြိုချပစ်ခဲ့ကြတယ် ဒါဆိုပြင်ပလူတွေရောက်လာတဲ့အချိန်မှာအခြေအနေကတော်တော်ဆုတ်ပြတ်နေပြီပေါ့ ဟုတ်ပါတယ်စက္ကမရ22မှာ Dutch Day 1838မှာပြင်းတစ်လေရောက်လာခြင်းမှာတော်တော်ပျက်စီးနေပါပြီပိုဆိုးတာက1862မှာပီရူးကျွမ်းကူးသူတွေကလူ1900ကိုဖမ်းသွားတယ် ဆိုးလိုက်တာဗျာပြီးတော့ယောဂတွေပါလာသေးတယ်မဟုတ်လား ဟုတ်တယ်ရှင်ပြန်မာလာတဲ့သူတွေစီကနေယောဂတွေကူးဆက်ပြီးနောက်ဆုံးကျွန်းပေါ်မှာလူ130ယောက်ပဲကျန်တော့တဲ့ချီအခြေခွဲပဲညီကုန်းချုပ်သွားတယ် အစ္စတာဂျွန်ကကဘာဟီတော့ကွန်ဆန်ငယ်လေးတစ်ခုလိုပဲနော်အရင်မြေကတ်တချက်ရှိတဲ့နေရာမှာအလုံးကျွန်း3ရက်ပါဖြစ်မလဲဆိုတာပြနေတယ် မှန်ပါတယ်ရှင်ဒီဖြစ်ရကကျမတို့အားလုံးအတွက်တကယ်သင်ခန်းစာတစ်ခုပါပဲ ဒီအကြောင်းအရာတွေကိုလေ့လာပြီးမှအတွေးတစ်ခုဝင်လာတယ်ဗျာအခုချိန်ချိအတိတ်ပဲမဖော်နိုင်သေးတဲ့အဲ့ရုံကိုသက်တာပြားတွေထဲမှာများတဘာဝပတ်ဝန်းကျင်ကိုအလဲမထားရင်ပျက်စီးမယ်ဆိုတဲ့
ရှေးလူကြီးတွေရဲ့သတိပေးချက်တွေဘာနေမလားဆိုတာစဉ်းစားစရာပါပဲတေချာတာကတော့ကိုနေတဲ့ပတ်ဝန်းကျင်ကို group မဆိုင်ရင်ဘာဖြစ်မလဲဆိုတာသူတို့တက်တည်ပြသွားတာပါဗျ